ဒီဇလန်လေးကတော့ပရိသတ်တယောက်ပေးပို့လာတဲ့ဖြစ်ရမှန်ဇလန်လေးတစ်ခုပါမိတ်ဆွေတို့မိသားစုတွေကြုံခဲ့ရတဲ့ထိတ်လန့်စရာဖြစ်ရမှန်ဇလန်တွေကိုလည်းကျွန်တော်စီကိုရေးသားပေးပို့နိုင်ပါတယ်အကောင်းဆုံးဖြစ်အောင်အမှတ်တရဖြစ်နေပြန်လည်တင်ဆက်ပေးပါမယ်ကျွန်တော်ကတော့တင်ဆက်သူထွန်းမြတ်ပါမြမကရခိုင်ပြည်နယ်ကွားမြို့နယ်ရိုင်းကောက်ကျေးရွာကပါညီမတို့ရက်ဒေတာရဲ့ပြောစမှတ်ဖြစ်ခဲ့ရတဲ့ဖြစ်ရလေးတစ်ခုကိုပြောပြခြင်းလို့ပါမှတ်မှတ်ရရပြောရရင်လွန်ခဲ့တဲ့10နှစ်လောက်ကဖြစ်မဲ့ထင်ပါတယ်ညီမရှစ်တန်းကျောင်းသူဘွားလောက်ကပါရခိုင်ပြည်ဆိုတာကသိကြတဲ့အတိုင်းပါပဲရုံးမကားစီးထားတဲ့နေရာတစ်ခုဖြစ်ပြီးရခိုင်ပြည်ကိုလာမယ်ဆိုရင်ရုံးမကိုတော့မလွဲမသွေကြော်ဖြတ်လာရမှာပါညီမတို့ရွာရဲ့2ရွာကျော်လောက်မှာရှိတဲ့တွေ့ချိုင်ကျေးရွာမှာဖျားပွဲလုပ်တော့တပ်ပွဲတွေငားကြပါတယ်ရွာတိုင်းလည်းလုပ်ကြပါတယ်ဖျားပွဲကနှစ်တိုင်းအပြိုင်ဆိုင်ပါပဲနာမည်ကြီးတဲ့ဇက်တွေငားကြတာလေတဘာဝပါပဲလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကညီမတို့စီမှာနာမည်ကြီးပြီးတော့တက်သစ္စာဇက်အဖွဲ့ကပန်ထွာအောင်ဆန်းပွင့်တဲ့ဖျားပွဲက2ညနဲ့3ရက်ကျင်းပကြပါတယ်ပထမတစ်နှစ်ကလည်းပန်ထွာအောင်ဆန်းပွင့်တို့ကရွာမှာလာကာဘူးကြပါတယ်မင်းသားနဲ့ရွာသားတွေကလည်းခေမင်းရင်းစွဲတွေဖြစ်နေကြတာပေါ့ဒုတိယတစ်နှစ်ပွဲငားချိန်မှာအရင်နှစ်ထက်လူတွေကပိုများပြီးတော့ပိုဆုံလာကြတယ်ရွာသားတွေနဲ့ဇက်ဖွဲကလူတွေခေမင်းနေကြတော့သူတို့မှစားဖို့တောက်ဖို့လည်းမပူရဘူးပင်လယ်ကမ်းနားနေကြတဲ့လူတွေဆိုတော့ရန်ကုန်လိုနေရာမှာဈေးကြီးပေးရတဲ့ပင်လယ်စာတွေကိုသူတို့ကပေါ်ပေါ်တည်တည်စားကြရတာပေါ့ကျမတို့ဒေသကလူတွေကအရန်သဘောကောင်းတော့သူတို့အတွက်နိဗ္ဗာန်လိုပါပဲပြဿနာကပွဲကချိန်မှာထဖြစ်တာပါပဲပွဲမကခင်2ရက်လောက်ကပဲရွာကိုရောက်နေကြတဲ့ဇက်အဖွဲ့သားတွေဟာအပြောအဆိုမစင်ကျင်ကြပါဘူးဒီရွာမှာပဲနေကျင်တယ်မပြန်ကျင်တော့ဘူးစသည်ဖြင့်အမျိုးမျိုးပြောကြတယ်ရွာသားတွေကလည်းဘာမှဖြစ်မဲ့ထင်မထားကြဘူးလေဖျားပွဲမို့အားလုံးကပျော်ရွှင်နေကြတာကိုပထမညဇက်ကချိန်မှာအပြူတော်ကာချင်းကိုကောက်ဖို့ခေါင်းဆောင်မင်းသမီးကပွဲထိုးထားတဲ့အုံပွဲငပြောပွဲဘန်းကြီးကိုမတာဘန်းကြီးကမှောက်ကျသွားတယ်ခေါင်းဆောင်မင်းသမီးကဒုတိယတစ်ချိန်ထပ်ပြီးတော့ကြော့ရတယ်နောက်ပြီးတော့ဇက်ကတဲ့အချိန်မှလဲဇက်ဖွဲ့သားတွေဟာဒီရွာကရွာသားတွေကသဘောကောင်းတယ်ရွာကမပြန်ကျင်တော့ဘူးဒီရွာမှာတသက်လုံးနေလိုက်ချင်ပြီစသည်ဖြင့်အမျိုးမျိုးပြောကြပါတယ်နှစ်ညမြောက်ဇက်ကပြီးချိန်မှာခေါင်းဆောင်မင်းသားပန်ထွာအောင်ဆန်းပွင့်ကညာတွင်ချင်းပဲအရေးကြီးကိစ္စပေါ်လာလို့ရန်ကုန်ကိုသူ့ရဲ့ကိုပိုင်ကားနဲ့ချက်ချင်းပြန်သွားပါတယ်ဇက်အဖွဲ့သားတွေကိုခေါင်းဆောင်မင်းသမီးနဲ့ပဲဦးစီးစေပြီးတော့ထားခဲ့ရတာပေါ့မနေ့လင်းမှာဇက်ဖွဲ့သားတွေကသူတို့ရဲ့ပစ္စည်းတွေသိမ်းပြီးတော့ပြန်ကြတာပေါ့ကားကြီးကတော့12ဘိန်းကားကြီးပါဇက်ပစ္စည်းတွေရဲ့ဇက်ဖွဲ့သားတွေရဲ့တာလပတ်အစိမ်းစာကြီးနဲ့ကားကြီးကိုအုပ်ထားတာသူတို့ပြန်သွားတဲ့မြင်ကွင်းကိုခုထိမျက်လုံးထဲကမထွက်ပါဘူးနေ့လယ်လောက်အချိန်လဲကြာရောရိုးပေါ်မှာကားမောင်းလို့လူနာတင်ရင်တွေရိုးပေါ်ကိုအပြေးလွှာသွားကြရတယ်ကျမတို့ရွာကလူနာတင်ရင်လဲပါတယ်ရွာဆိုတော့လူနာတင်ရင်တန်ကြားတာနဲ့အထူးဆန်းလို့ဖြစ်နေကြတာရိုးပေါ်မှာမောက်တယ်ဆိုတော့တခြားကားတစ်စီးပဲလို့ထင်ယူနေကြတာနောက်မှသိရတာကပန်ထွာအောင်ဆန်းပွဲဇက်ဖွဲ့ကားတဲ့ခေါင်းဆောင်မင်းသမီးကကားကောင်းတန်းမှာထိုင်တာတဲ့သူ့ရဲ့အလောင်းဆိုရင်ကားမှန်ကွဲပြီးတော့အလောင်းကဝယုံပင်ပေါ်ကိုပြစ်တင်နေတာတဲ့တခြားလူတွေရဲ့အလောင်းတွေကိုလည်းဖြောက်တဲကိုဆင်းပြီးတော့တော်တော်နဲ့ရှာယူကြရတယ်တစ်ဖွဲ့လုံးတယောက်မှအသက်မရှင်ကြဘူးပြန်ရှာတွေ့တာအလောင်းတွေကြီးပဲရွာကကဲစည်ကြီးတွေလည်းညဘက်တွေထိကြောက်ထဲမှာလောင်းတွေအကုန်ပြန်ရှာတွေ့အောင်ကြိုးစားကြရတာပေါ့ဇက်သမားမိသားစုတွေကိုလည်းဆက်သွယ်အကြောင်းကြားရတာပေါ့ကားမောက်ပြီးတဲ့ပထမရက်ကဘာမှမဖြစ်ဘူးဒုတိယညကျမှပြဿနာကစတာရွာမှာကြံခဲ့တဲ့ဇက်စင်ကြီးကမဖြစ်ရသေးဘူးလေသူတို့ကားမောက်သေးပြီးတော့ဒုတိယညမှာရွာမှာကြံခဲ့တဲ့ဇက်စင်ကြီးမှာတစ်ဖွဲ့လုံးကဇက်လာကနေကြတာဆိုင်းတန်ဘုံတန်းနဲ့လူရှင်တော်တွေမင်းသမီးကားတဲ့အတန်တွေနဲ့စူညမ်းနေတော့ပြီးပတ်ဝန်းကျင်ကလူတွေကမနေနိုင်တော့တချို့ဆိုရင်တနာလိုငိုကြရတယ်ရွာကကာလာသားတွေစုပြီးတော့ဇက်စင်ဖြတ်ဖို့တွားကြတာပုတ်စော်တွေနန်းနေတာမခံမရက်နိုင်လို့တဲ့အားလုံးကပြန်လာကြရတယ်ဒီလိုနဲ့ကိုတေလို့တေမဲမသိတဲ့ဇက်ဖွဲ့သားတွေဟာဒုတိယညလဲဇက်စင်ကြီးမှာဆိုင်းတန်ဘုံတန်တမြိုင်မြိုင်နဲ့ကနေကြပြန်တဲ့နောက်တစ်ရက်ကျမှဘုံကြီးတွေနဲ့ရွာကလူတွေအားလုံးစုသွားပြီးတော့အမြပေးဝေမေတ္တာတွေပို့
တေးပြီးဖြစ်ကြောင်းအတိပေးတရားဟောပြီးမှဇက်စင်ကြီးကဖျက်လို့ရခဲ့ပါတယ်သူတို့လေးတွေခမသေလို့တင်မဲ့မသိတဲ့ဘဝလေးတွေရန်တနာဖို့ကောင်းကြတယ်အညာပေးပြီးတာတောင်တခါတရံဇက်ကတလူဆိုင်းတန်ပုံတန်တွေနဲ့အဲ့ဒီနေရာကကြားရတယ်လို့ရွာသားတချို့ကပြောကြပါတယ်ခေါင်းဆောင်မင်းသားအောင်ဆန်းပွင့်တယောက်ပဲရှင်ခဲ့တယ်ဒါမင်းသားရဲ့ဖုံးကံပေါ့ကျမအထင်တော့သူတို့ရဲ့ဝိညာဉ်လေးတွေကသူတို့ရဲ့နေရက်ကိုပြန်နိုင်အောင်မထင်ပါဘူးစကားကြုံရင်နှုတ်မရဆိုသလိုပေါ့ဂျိုးမကိုမကြော်နိုင်ခင်မှာပဲသူတို့ဟာသေခဲ့ကြရတယ်ရင်ထဲမှာမကောင်းမဲရှိနေခဲ့တဲ့အမတ်တရတစ်ခုပေါ့ညီမကတော့ရိုင်းကောက်ကြီးရွာကပါဖြစ်ခဲ့တာတွေကတော့ကျွေချန့်ကြီးရွာကပါရွာသားတချို့ပြောတာကတော့ရွာဆောင်တွေကအပြောဆိုမစင်ကျင်လို့ခေါ်ထားလိုက်တယ်တဲ့တိုက်ဆိုင်မှုလားတကယ်လားတော့မသိပါဘူးညီမကတော့သူတို့တွေကမပြန်ကျင်ဘူးလို့ပဲပြောနေလို့ရွာဆောင်တွေကလည်းမပြန်နိုင်အောင်ခေါ်ထားလိုက်တယ်လို့ပဲထင်မိပါတယ်